Hi guys, if you ba. So, chno dini survival ati jar ke dege longa jo no chi survival soma. Okay? Ma no ma chi thare survival. So, one me go chno. Chno di Alpar craft lo bi ba me. Bao le so chno chali wa. Chno hacker downloadable da me thai ko me. So adan show the da no chno. ဒီအတန်လေးထည့်ထားပါတယ်တရားလေးထည့်ထားပါတယ်ကဲဆိုစလိုက်ကြဗျာ Okay ဆိုတော့ကျွန်တော်စာပါရရောက်ပြီစာပါလို့တာပြောဟာအောင်သေးတော့မယ်တိုက်ဝမစားသေးသေးတော့သေးရမယ် Okay တရိษံ sorry ကျတော့တမ်းနေမှာပေါ့ဒီကောင်evil chicken ဖြစ်လာမလားဒါကျွန်တော်က agent chicken ပေါ့နော်ကျွန်တော်မြန်မာ crafter fan လေဆိုတော့ကျွန်တော်မြန်မာ crafter ရဲ့ that mode တောင်ထည့်ချရဲဆိုတော့ yeah I'mမြန်မာ crafter fan okay မြန်မာ crafters fan ပေါ့ဒါကျွန်တော်ဖုန်းနဲ့ okay ထိုက်ပါကဲဆိုတိုးမယ်တိုင်းကအစားဘာမှမရဘလို့ရတယ်နှစ်တော့ရောတယ် okay ကျွန်တော် blast map ကိုရှာလိုက်ပါမယ်ရှာတွေ့ရင်ရှင်းတွေ့မယ် okay ဝရှာရောကျွန်တော် blast map တော့မတွေ့ဘူးကျွန်တော်ရသောဆရာသမားကိုတွေ့ပါရသောဆရာသမားရသောဆရာသမားကိုကျွန်တော်လက်ပလိုက်နဲ့ပဲချတော့ကွာလားဟာကောင်းမဟုတ်တော့ချပြီးပြေးပြီးချပြီးယိုအိုးရမြေကော okay တော့ဆရာကြီးအဲ့ဒါကဘလော့တော့ဖုန်းလေးလို့ပြန်တော့ဟင် okay ဆိုတော့အပေါ်ခေါ်ရတယ်နော်အိုးထိုက်ဒီကောင်ကျွန်တော်ကောက်ရရကျွန်တော်တေကန်ကြီးလေးပဲ what the hell ဆက်ရရမယ်နော် okay တိုင်း okay တိုင်းဒီကောင်တေးရမယ်ဟုတ်တယ်ဟိုးတော်တာရဟာဒီကောင်ကြီးရလို့ဆိုတာတေးရမယ်ဒီမုန်းတယ်Okay. What the hell? ကျွန်တော်တေးရအဲ့တော့ခဏဆောင်ပါကျွန်တော်အဲ့ညပြန်သွားလိုက်မယ်နော်အိုးကိုရှိမအဲ့ကလည်းပြသေးယိုကထင်ကယိုအပူတတ်တယ်ဒီကောင် channel ထလာမှာငါက channel ဝင်လာတိုက်ဘာမစရာဘူး Okay yoဟာဆရာကြီးဟိုနောက်မှာဆရာကြီးပြန်တွေ့ပြန်ပြီဟုတ်လားဆရာကြီးအယုကိုလာဒီကဘလော့ကိုကျွန်တော် support နဲ့ဘယ်တော့သွားယူရတော့ Okay ရနော်ဟဲ့မြတ်သေးရောက်တက်ဒီလာလာတော့သူများရွာလာနေဖြတ်စီးကြဒီကဖော်ရမယ်တော့အထိမခံနိုင်ဘူးဒီခါလေးရောက်လာကြည့်တာပဲ Okay wowဒီကောင်ကျထူးဆန်းနေဗျာဖောက်ပြီးရမပေးပါဘူးသူပန်းလေးချခဲ့လေဒီကောင်သဘောကောင်းတယ်ငါတို့ကအလုံးအရှုပ်မခံစေချင်ဘူး wow it's a beauty it's a
အစောကင်းပကီရကဲဆိုတော့ blast မဲ့တွေ့ပါပြီဆိုတော့ torch ထားလိုက်မယ်ကျွန်တော်က torch ကိုပဲပလက်မကလို့ရပါတယ်တကားတွေတော့ပြည့်စီတကားတွေပြည့်စီပါတယ်စီပါတယ်ကဲဆိုတော့ဝါအိုင် money iron spear copper spear နဲ့ချာcopper spear တော့ရောဟာ obsidian 6တော့ဟိုရတိုက်ဒီခါက OP ရောငါဒီရောမနေမှာဒါပေမဲ့အဲ့ကတော့တပ်လာပြီဒီဘက်မှာကိုရှိရမယ်ဒီဘက်မှာကိုရှိရမယ်ဒီဘက်မှာကိုရှိရမယ်ဟဲ့ဘေးဝါဖုန်းနဲ့ over တက်ပြတယ်ဟောယောတိုင်မတော့တော့ဝိုင်းကငါတားလေကိုစားပါဝေါတိုင်းပြောနေအဲ့ဆိုကျွန်တော်ဟိုပါပဲလို့ရတာဗောကျွန်တော်ဘာလို့အုတ်ထုတ်ပဲလို့ရတာဗော wow oh my god god damn it god damn ကျွန်တော်ဒါရမတော့တော့ဘူးနော်ကျွန်တော်ဝင်ခါတာဟိုတော်မိုက်တယ်တော်မိုက်ဟာကာလေးပက်တပ်ပေးမဟဲကာလေးပက်တပ်ပေးမဟာကဲခုကျွန်တော်လုံးရှာကုန်ပြီဆိုတော့ဘာမှလည်းမကျန်တော့ဘူးကျွန်တော်လုံးရှာမကုန်သေးပါကျွန်တော်တို့ဝေါ်ဆဆချင်းလောရမယ့်လောက်ကိုကျွန်တော်မေ့ holy shit ဝေါ်ဆဆချင်းလောရမယ့်လောက်ကိုကျွန်တော်မေ့နေကျွန်တော်တစ်ပိတ်ခေါ်မယ်ဟုတ်လားတက်16လုံးတူရမယ်okayတော့ဒီတားလေးတော့တူပြီသွားပြီရောတက်16လုံး6လေး64ကဲယောရပြီကဲဆိုတော့ကျွန်တော်ရဲ့ base နေရာလေးတခုစောက်ပါမယ်လောက်ရပါတယ်ကျွန်တော် base နေရာလေးနိုင်ရဆုပ်ပြတာကောင်းမေးတာပဲအိုးဒီတိုင်းလေးနေရာလို့တကောင်းနော်ဒီတိုင်းလေးဆိုတော့ဒီနားမှာကရတင်တေးပဲချလိုက်ပါပြီဝိုင်းကျွန်တော်တာတုံးလေးရော့ကျွန်တော်တို့ကလည်းပို့ပြီးတော့ဗျာအဆင့်မြင့်သွားတယ်တဲ့မှာပါသွားတာပါဗျာဖြစ်မှာပါလာလို့လားကဲဆိုတော့တက်သားချောင်းတွေပဲလုံးလိုက်ပါလားကြာလို့ဒီကျွန်တော်ဟိုထက်တယ်တက်သားလို့ဖြစ်ကုန်တယ်မထက်တော့နော်ကျွန်တော်အရင်တော့အဲ့ဒါလေးအခုမထက်ထားဘူးကဲဆိုတော့ကျွန်တော် diamond ထားလို့ကောင်းလား diamond pickaxe sorry diamond axe ကဘုကောင်းတယ်တဲ့တိုင်းငါဝေခွဲမြဖြစ်နေကွာအပတ်တော့ bro ခိုင် diamond ဟိုဝစားပဲရှိတဲ့ diamond ခဏဒီတမျိုးလားနော်ယော just be ရမလို့ယူ diamond ခဏတမျိုးဟိုကျွန်တော်ဟာမှာလိုက်ထား craft လို့ရတော့ဒါကျွန်တော်ထည့်ထားတာမတဲ့တော့ stand နဲ့ကတော့မတော်ဘူးရလောက်တော့ကိုမတော်ယူပါဘောနော် right okay ကဲဆိုတော့ရူရီပတ်တယ်လက်တာရူရီဖော်ချိုဘယ်နှရှိလဲဒီပါတယ်ဒါကျွန်တော်ခုတော့မတော်ပါဘူးမနေ့ကတော့တော်ပါနော်အပင်လေးလိုက်ခုံမယ်ခုလက်ရှိရတော့ဆိုတော့အပင်လေးပဲ like ခုံပြီးကျွန်တော်ဒီနေ့ကိုကော်ဆော်လိုက်ပါမယ်ဟာကျွန်တော်တက်တေးပဲလိုက်ခုံတယ်ညဘက်တော့ရောက်သွားပြီပဲကျွန်တော် pickaxe ကိုကျွန်တော်မမြင်ဘူးအဲ့ဒါထဲတာပဲကွာဟုတ်တယ်ငါဟိုထဲတာမြင်လို့မော်ထဲတာမြင်လို့ဖြစ်တာထားပါဒါလေးကတော့အရင်မကြည့်ဘူးဖဲတာတော့ဖဲဘူးလားအေးလိမ့်ပါတော့ကွယ်မနေ့ကကျွန်တော်အဒန်လေးတော့ပြင်လိုက်ပြီနော်ခိုင်းပါထားပါတော့ကျွန်တော်ဘယ်လိုလုပ်မရတော့ပါဘူးကျွန်တော်ဂျာဗာကုန်းမဖြောင်းမရပါမယ်ကျွန်တော်ဂျာဗာကုန်းမကြီးလေး၆ရှင်ကြီးဒါတည်ရအဲ့
အရင်ကြည့်ပါတော့ဂျာဗာကွန်ပတ်ပါလေရှိတယ်ကွာငါရှိတဲ့အတိုင်းမင်းတို့ခဏပြအောင်ရှိတာခဏအဲ့နော်ကိုကဘေးဆောင်ဆောင်လာကြည့်နော်ဆဲရမလို့တကယ်နွားမလို့နွားပြောတော့အမင်းတို့မျိုးတို့ဆိုပြီးဝင်မလာနဲ့တော့မျိုးတို့ဆိုပြီးဝင်မလာနဲ့ okay ဒီမှာ result back activate လုပ်ထားတာဒါလေးရရှိအေးကွာဒီ Java ကွန်ပတ်ကြောင့်လာတွေ့နော်ဟုတ်တယ်ထုတ်လိုက်ပါတော့ခဏတော့ Java ကွန်ပတ်ပါတော့ထုတ်ပါကြားတော့ကွာအလုံးလေးရှုပ်လိုက်တာကွာအလုံးမင်းကြအလုံးမင်းကြဟုတ်တယ် Java ကွန်ပတ်ကကျွန်တော်မိုက်ကြီးကြောက်ကြိုက်တယ်အရှင်းတက်ချက်လာတော့လင်းသွားဒါပေမဲ့မလောက်ဘူးဟုတ်လားအရှင်းတက်ချက်လာပဲပိုင်းထည့်ရအောင်အိုးတော့ရတယ်ကဲဆိုတော့ထည့်လိုက်ပါပါမဘာမှမလုပ်ဘာလိုက်ပါထည့်တိုင်းမတိုင်း Java ကွန်ပတ်ကြောင့်ဖြစ်နေတာဟာကဲဆိုတော့ Java ကွန်ပတ်လည်းမရှိဘူးလေဒီတိုင်းမဲ့တော့မပြောကျုပ်ဘာတော့ဘလို့ခေါ်တော့မိုက်တယ်လေကျုပ်ဒါပါတော့ငါကလည်းလှုပ်ထားအဲ့ငါတို့တယ်မှာဒီဘက်ချက်တွေပေါ့အော်ပါဝါတယ်ဟုတ်တယ်ကဲဆိုတော့ကျွန်တော်အဲ့ရလေးကိုဖြတ်စီးတယ်ဟုတ်လားခိုင်းတော့ကျွန်တော်အဲ့ရဖြတ်စီးပြီးတော့ကျွန်တော်ကိုယ်တိုင်နေဖို့အတွက်နေရာလေးတနေရာလုပ်လိုက်ပါတယ်ကဲဒီနေရာလေးကတော့ဒါကျွန်တော်ရဲ့လာယာ base လို့ပဲပြောရမှာပဲအရင်ဆုံးတော့ကျွန်တော်အိမ်တိအရေးတစ်ခုစောက်မယ်ပေါ့နော်ဒီအိမ်လေးကိုတော့ကျွန်တော်ဒီထဲမှာရှိကျွန်တော်ရွာသားတွေကပစ္စည်းနဲ့ပဲယူဆောင်ပါပါဆိုတော့လိုက်ကြည့်ပေးကြပါဦးအရင်ဆုံးတော့ကျွန်တော်ဒီတိုင်းလေးပဲဒါက tutorial မဟုတ်ပါဘူးကျွန်တော်စောက်ထားတာပဲပြတာပါလမ်းစာကြီးလည်းမဟုတ်ပါဘူးကျွန်တော်ကတော့ကျွန်တော်စောက်တဲ့တော့စောက်ထားတာလေးပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ယာယီအိမ်လေးအိမ်ကိုစောက်လိုက်ပါမယ်ဆိုတော့ like မကြည့်ပါနဲ့ခဏလေးပါနော်ဒါ brother တို့ကိုအကြမ်းပြပါကျွန်တော်နောက်တစ်ရက်တော့ရောက်သွားပြီဗောနော်ဒီမှာအိမ်ဆောက်ရပါတယ်ဒီမှာဒါပြီးအောင်ဗီဒီယိုကိုခဏလေးပါနော်ဒါဆို result လေးကတော့ကျွန်တော်တော်တော်လေးဆောက်ရပါတယ်တိတ်တော့ကြီးလည်းမဟုတ်ဘူးစီလေးပါဘာမှမဟုတ်နောင်နေပါတိတ်တော့မကြပါဘူးဂိမ်းကြီးကတော့တရက်လောက်ကြာပါတယ်ဆောက်ရရမယ်နော်ဆိုင်ကြောအပေါ်လေးတစ်ပုတ်တော့ဖောက်လိုက်ရဗျာတပေါက်ဖောက်လိုက်ဗျာတပေါက်ဒီတစ်ပေါက်ဖောက်ထားတဲ့အိမ်ဒါလေးပေါ့နော်ဒါကျွန်တော်အိမ်လေးပါဆိုတော့ကျွန်တော်နောက်ဆုံးတစ်ခုကို brother နဲ့တူလိုက်လို့ဆိုကျွန်တော်စဉ်းစားထားပါတယ်လေးကတော့ဗာလေးလဲဆိုတော့ကျွန်တော်ဒါကတော့ဒီပေါ်တက်မှာရပါ okay ဆိုတော့ကျွန်တော်ဗာလေးလဲဆိုတော့ကျွန်တော်တို့တိုက်ထူမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်မရှိစီ wood တလေးနဲ့ပဲလုပ်လိုက်မယ်တာရုံပေါ့နော်မြင်းလုပ်လိုက်မယ်ဗျဒါမှကျွန်တော်အိမ်ဆိုကျွန်တော်တည်ရဟိုကကျွန်တော်ဒီဘောကနေပြီးတော့တွားချင်တဲ့နေရာလေးကိုAC တော့လို့ရတယ်ဒီဇိုင်းလုပ်လိုက်မယ်နော်ကျွန်တော်ဒီလိုမျိုး okay ရပြီပေါ့နော်အိုးဆိုအောက်ပြီးကျွန်တော်4 damage တွေသိမ်းပါသေးတယ်ရောကွာလားတေးလိုက်တေးသွားပြီတေးတိုင်းဆိုတော့တေးသွားပြီဆိုတော့ကျွန်တော်ဒီ block တွေနဲ့ကျွန်တော်မရရအောင်ပြင်တက်ရအောင်နော်ဆိုတော့ကျွန်တော်ဘလော့ပေါင်း3လုံးပေါ့နော်3လုံးလုံးနဲ့တက်ရဆိုတော့မဆိုးပါဘူးကြည့်လာပြီဆိုတော့အိမ်လေးပုံဖြစ်လာโอเคရပြီရပြီကဲရပါပြီကျွန်တော်ရဲ့ပစ္စည်းကိုတော့ပြင်ရပြီနော်ကဲဆိုတော့ကျွန်တော်ပစ္စည်းတော်တော်များပေါ့အကုန်လုံးလေးပါတော့ရပါပြီကဲဆိုတော့စိတ်ရတယ်ဒီအိမ်ကျွန်တော်ဖြတ်ပါဂျေးကျွန်တော်ဖြတ်ပါစိတ်ပူတယ်နော်ဂျေးတော့ဖြတ်ပါဆိုတော့ကဲဆိုတော့ဒီ view လေးလောက်ပါပဲအမှန်မှရှိပေးကြတဲ့ကျေးဇူးများတင်ပါတယ်ဒါကတော့ Alpha Craft wait ခိုင်းတော့ကျွန်တော်ဒီကျွန်တော် full armor ကိုကျွန်တော် full ထိဖြစ်တော့ full armor ဖြစ်တော့လုပ်ပါကျွန်တော် view armor ကိုကဲဆိုတော့ရောရပြီဆိုတော့
Bash Okay ကဲရတော့ပြီကဲဆိုတော့ကျွန်တော်ခုလုံးဝ full armor full ဖြစ်သွားပြီနော် full armor ဖြစ်သွားပြီကဲဆိုတော့ကျွန်တော်ဒီနေ့ video လေးလောက်ပါပဲအားလုံးပဲကြည့်ရှုပေးကြတဲ့ဒီမဲ့ဒီမှာကျွန်တော်တို့တွေနောက်ထပ်ပုံမှန်ကောင်းမွန်တဲ့ video များပြန်လည်ဆုံတွေ့ကြမယ်ကဲဆိုတော့ bye bye guys see you in the next video